မင်္ဂလေးဟာပထမဆုံးနေ့မှာ CEO ရဲ့အတွင်းရေးမှူးဖြစ်အလုပ်လုပ်ခဲ့ပေမဲ့ CEO ရဲ့အိမ်မှာနေရာနှံ့ကြောင်တွေရှိနေတာကိုသူမတွေ့လိုက်ရတယ်။သူမဘီလာတဲ့ကိုဝင်လာတဲ့အခါ CEO ရဲ့စိတ်ဆက်ထားသူကမင်္ဂလေးစီစာချုပ်တစ်ခုကမ်းပေးခဲ့တယ်။အဲ့ဒီစာချုပ်ကိုလက်မှတ်ထိုးပြီးရင်မင်္ဂလေးဟာအလုပ်ကိုတရားဝင်စတင်နိုင်ပြီလို့သူမကပြောခဲ့တယ်။မိသားစုရဲ့ကြွေးမြီတွေကိုဆက်ဖို့အတွက်မင်္ဂလေးဟာဘာမှမတွေဝေပဲသူမရဲ့နာမည်ကိုလက်မှတ်ထိုးခဲ့တယ်။ဒါပေမဲ့သူမလက်မှတ်ထိုးပြီးတာနဲ့ရုတ်တရက်အကြောင်းတစ်ကောင်ကသူမရဲ့ပေါင်ပေါ်ကိုခုန်တက်လာခဲ့တယ်။မင်္ဂလေးဟာချက်ချင်းပဲထိတ်လန့်သွားခဲ့တယ်။ဘာလို့လဲဆိုတော့သူမဟာအကြောင်းကိုထိမိတာနဲ့ကြောင်သားရက်တွေထွက်လာတယ်လို့ပဲ။သူမဟာခေါင်းကိုအမြန်အုပ်လိုက်ပေမဲ့ဒီမြင်ကွင်းကိုအပေါ်ထက်က CEO ကမြင်သွားခဲ့တယ်။ဘာမှမသိသေးတဲ့စစ်ဆက်ထားသူကတော့နောက်ဆို CEO ပေါ်မသိတော့တဲ့စိတ်ကူးတွေမြင်ဖို့မင်္ဂလေးကိုတတိပေးခဲ့တယ်။အဲ့ဒီအချိန်မှာပဲ CEO ကလေကားပေါ်ကနေဆင်းလာခဲ့တယ်။သူကမင်္ဂလေးကိုအတွင်းရေးမှူးတစ်လာလို့မေးတဲ့အခါမင်္ဂလေးကခေါင်းညှိပြခဲ့တယ်။သူကမင်္ဂလေးကိုစိတ်ဝင်စားသွားမှစိုးရိမ်တာကြောင့်စစ်ဆက်ထားသူဟာသူ့အပေါ်ချက်ချင်းပဲမူနှဲပြခဲ့ပေမဲ့အမျိုးသားကတော့သူမကိုလုံးဝဥပိ္ပခါပြုထားခဲ့တယ်။အမျိုးသားကလက်လန်းပြီးမင်္ဂလေးရဲ့မေးစေ့ကိုဆွဲစိတ်တာကိုမြင်တော့စစ်ဆက်ထားသူကသူ့ကိုအတင်းကျပ်ဆွဲထုတ်သွားခဲ့တယ်။အိမ်ထင်းကမင်္ဂလေးကိုဒီနေ့ကစားပြီးဒီမှာပဲနေရမယ်လို့ပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီညမှာမင်္ဂလေးဟာ CEO ကသူမရဲ့အခန်းထဲကိုဝင်လာတယ်လို့အိမ်မက်မှတ်ခဲ့တယ်။ဒီနှစ်တွေတခြားသူမသူ့ကိုလွမ်းနေခဲ့လားလို့သူကမင်္ဂလေးကိုမေးခဲ့တယ်။မင်္ဂလေးကဇဝေးဇဝါဖြစ်သွားပြီးသူမရဲ့လက်သေးတွေကသူ့ကိုမတော်တဆကုန်းမိသွားခဲ့တယ်။မင်္ဂလေးကအိမ်မက်လို့ပဲထင်ခဲ့ပေမဲ့သူမအောက်ထပ်ဆင်းသွားတဲ့အခါ CEO ရဲ့ရင်ဘတ်ပေါ်မှာအကုတ်ရာတွေကိုတွေ့လိုက်ရတယ်။ဒါကမင်္ဂလေးကိုအကြီးအကျယ်တုံးလှုပ်သွားစေခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသားကသူ့နောက်ကိုကုမ္ပဏီထိလိုက်ခဲ့ဖို့မင်္ဂလေးကိုခေါ်ခဲ့တယ်။အမျိုးသားကမကြသေးမီကမှအိမ်ကနေအလုပ်လုပ်နေခဲ့တာကြောင့်စစ်ဆက်ထားသူကတော့အရန်ကိုဒေါသထွက်သွားခဲ့တယ်။သူကုမ္ပဏီကိုသွားတာဟာမင်္ဂလေးကြောင့်ပဲလို့သူမကထင်နေခဲ့တယ်။စစ်ဆက်ထားသူဟာစပွဲပေါ်ကဝိုင်ဖန်ခွက်ကိုရိုက်ခွဲလိုက်ပြီးမင်္ဂလေးကိုမောင်းထုတ်ဖို့အခွင့်အရေးရှာဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ကုမ္ပဏီကိုရောက်တဲ့အခါအမျိုးသားကမင်္ဂလေးဟာသူ့ရဲ့အတွင်းရေးမှူးတစ်ဖြစ်ကြောင်းလူသိရှင်ကြားကြေညာခဲ့တယ်။ကုမ္ပဏီရဲ့ကိစ္စကြီးနဲ့အားလုံးကိုနောက်ပိုင်းမှာမင်္ဂလေးစီကိုပဲတင်ပြရမယ်လို့သူကပြောခဲ့တယ်။ဒါကတခြားမျိုးသမီးဝန်ထမ်းတွေကြားမှာချက်ချင်းပဲမနာလိုမှုကိုဖြစ်ပေါ်စေခဲ့တယ်။သူတို့ဟာမင်္ဂလေးရဲ့ကွယ်ရာမှာအတင်းတွေပြောကြပြီးသူမဟာမယိုးသားတဲ့နီလန်းနဲ့ဒီယာရူးကိုရခဲ့တာလို့ပြောဆိုကြတယ်။မင်္ဂလေးကတက်လေကားစီးတော့မဲ့အချိန်မှာပဲအမျိုးသမီးဝန်ထမ်းတစ်ယောက်ကသူမကိုဓာလိုက်တယ်။အဲ့ဒီအမျိုးသမီးဝန်ထမ်းကမင်္ဂလေးဟာ CEO ကိုမြှုပ်ဆွဲနေပါတယ်လို့မဟုတ်မမှန်ဆွဆွဲခဲ့တယ်။မင်္ဂလေးကအမြန်ပဲညှစ်ဆိုခဲ့ရင်ပဲအမျိုးသမီးဝန်ထမ်းကသူမကိုရိုက်ဖို့ကြိုးစားခဲ့တယ်။အမျိုးသားကအချိန်မီရောက်လာပြီးအမျိုးသမီးဝန်ထမ်းရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။ပြီးတော့မင်္ဂလေးရဲ့အတင်းကိုပြောခဲ့တဲ့ဝန်ထမ်းတွေအားလုံးကိုအလုပ်ထုတ်မယ်လို့သူကကြေညာခဲ့တယ်။အဲ့ဒီအမျိုးသမီးဝန်ထမ်းဟာမကြေမနက်နဲ့ထွက်သွားခဲ့တယ်။ကုမ္ပဏီမှာနောက်ဆိုအနိုင်ကျင့်ခံရရင်သူ့ကိုအတိပေးရမယ်လို့အမျိုးသားကမင်္ဂလေးကိုပြောခဲ့တယ်။မင်္ဂလေးကခေါင်းညှိပြီးနောက်အမြန်ထွက်သွားခဲ့ပြီးအမျိုးသားကတော့သူမရဲ့ကြောပြင်ကိုစိုက်ကြည့်ကြံခဲ့တယ်။တကယ်တော့မင်္ဂလေးဟာအဲ့ဒီအမျိုးသားမွေးမြူထားတဲ့ကြောင်လေးတစ်ကောင်ဖြစ်နေတာပါ။လွန်ခဲ့တဲ့9နှစ်ကကြောင်လေးဟာလူသွင်းကိုအခုလေးတင်ပြောင်းလဲခဲ့ပေမဲ့သူမဟာမှတ်ဉဏ်တွေပျောက်ဆုံးပြီးလမ်းပြောက်သွားခဲ့တယ်။အဲ့ဒီအချိန်ကစပြီးအမျိုးသားဟာသူမကိုရှာတွေ့ဖို့မျှော်လင့်ချက်နဲ့မင်္ဂလေးရဲ့ပုံတူကိုနေတိုင်းစိုက်ကြည့်နေခဲ့တယ်။အခုတော့သူဟာမင်္ဂလေးကိုနောက်ဆုံးမှရှာတွေ့ခဲ့ပြီဖြစ်ပြီးသူမကိုဘယ်တော့မှထပ်ပြီးအထွက်မခံတော့ပါဘူး။